What is the Earth's geographic North Pole magnetically? ကမ္ဘာကြီးရဲ့ပထဝီအနေထားအရမြောက်အရက်ကဒီချေတို့တန်လိုက်စကွင်းရဲ့မြောက်အရက်လားတောင်အရက်လားသားတို့သမီးတို့ဘယ်လိုထင်အရင်ဆုံးဒီချေတို့ Earth ရဲ့ structure ကိုကြည့်ရအောင်ဒီချေတို့ကမ္ဘာမြေကြီးရဲ့အတွင်းပိုင်းမှာနော် inner core ထဲမှာဆိုရင် solid ion တွေရှိတယ်နောက် outer core ဒီမှာပေါ့နော် outer core မှာကျတော့ liquid ion တွေရှိတယ်သူက earth ရဲ့ magnetic field ကို create လုပ်ပေးတယ်နောက်က mantle ကဒီမှာသူမှာ hot rock တွေရှိတယ် crust ဒီ crust ကကျတော့အပေါ်ပိုင်းရောက်သွားပြီတချို့တို့နေနေတဲ့နေရာပေါ့နော်တချို့တို့နေတဲ့နေရာ crust အဲ့မှာဟိုကျတို့နေတဲ့မှာတိုက်ကြီးတွေရှိလာတာပေါ့နော် continent တွေရှိလာတယ် magnetosphere ကြတော့တချို့တို့ကဘာကြီးအပေါ်ပေါ့နော်ဒီအပေါ်မှာဘာဖြစ်လဲဆိုရင် magnetic field တွေမမြင်ရဘူးဒီကဘာတို့ကြီးအပေါ်မှာမမြင်ရတဲ့ magnetic field တွေရှိနေဒါကဘာကြီးရဲ့ structure Earth ရဲ့ outer core ထဲမှာချော်ရည်လိုအရန်ပူတဲ့ iron နဲ့ nickel တွေပါဝင်နေတဲ့အစုအဝေးကြီးရနေပြီးတော့မှ convection current တွေဖြစ်တယ်ဒီ convection current တွေက motion ဖြစ်တဲ့အခါမှာ flow စီးဆင်းတဲ့အခါမှာ electric current တွေဖြစ်လာတယ် electric current ရဲ့နားမှာဘာရှိလဲဆိုတော့ magnetic field ရှိတယ်အဲ့အတွက်ကြောင့် electric current နေပြီးတော့ magnetic field ကို create လုပ်လိုက်တယ်အဲ့တော့ကမ္ဘာရဲ့တန်လိုက်စက်ကွင်းကိုဘယ်သူက create လုပ်ပေးရလဲဆိုတော့ဒီကမ္ဘာကြီးထဲမှာရှိတဲ့ outer core ကနေပြီးတော့ create လုပ်ပေးတာဖြစ်ပါတယ် earth ရဲ့ magnetic field သူ့ဘယ်လိုခေါ်သေးလဲဆိုရင် geomagnetic field လို့လည်းခေါ်တယ်ဒီ earth magnetic field ကကြတော့ပုံမှန်သုံးနေတာပေါ့ common use ပေါ့ geomagnetic field ကတော့ scientific တွေက technical terms ရာပြောတဲ့ဟာပေါ့ earth က behave as if there is a huge bar magnet inside it ကဘာကြီးကသူ့ရဲ့အထဲမှာဘာ magnet ဘာကြီး magnet တုံးကြီးရှိတယ်လို့ထင်နေရတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့မှာ magnetic pattern တွေရှိနေတဲ့အတွက်ကြောင့်ဒါပေမဲ့တကယ်ကြတော့လေတဲ့ magnet ရှိလားဆိုတော့ magnet ကမရှိဘူး but there is no bar magnet inside the earth and we are not exactly sure how its magnetic field is produced တကယ်ကတော့ bar magnet အထဲမှာမရှိဘူးဒါပေမဲ့ဘယ်လိုရလာသလဲဆိုတာကိုလည်းဘယ်လို produce လုပ်သလဲဆိုတာကိုလည်းတိတိကျကျဘယ်သူမှသိပြီးတော့မပြောနိုင်ဘူး Why does a compass point north? Compass ကမြောက်အရက်ကိုဘာကြောင့်ညွှန်ပြနေတာလဲဒီ compass တန်လိုက်အိမ်မြောင်မှာဆိုလို့ရှိရင် needle လေးရှိတယ်အဲ့ needle လေးက tiny magnet the end marked end is the north seeking pole မြောက်ဘက်ကိုညွှန်ပြတယ်ဟာကတကယ်မြောက်ကိုရှာတယ်မြောက်အရက်ကိုရှာတဲ့ pole ဒါဆိုရင်မြောက်အရက်ကိုပြတယ်ဆိုရင်တကယ် attract ဖြစ်တာဒီ opposite မျိုးမတူတဲ့အချင်းချင်းမှာ attract ဖြစ်တာအဲ့ခါကျတော့မြောက်ရက်ကိုညွှန်ပြတဲ့ဟာဒီသူ့ရဲ့ opposite magnet pole က attract ဖြစ်တာပေါ့အဲ့တော့ opposite pole ဖြစ်နေမှာပေါ့အဲ့တော့ not seeking pole ဒီကျတို့နောက်တစ်မျိုးပြန်စဉ်းစားရင် not seeking pole ဒီ magnetic နေအရာ south pole ပေါ့ဘာလို့ဆို opposite ကိုပဲသူက attract လုပ်တာဟုတ်so if the north end of the compass points towards the Arctic အဲ့တော့ canvas ရဲ့ north end ဒီဘယ်ကိုဥတည်နေလဲဆိုတော့ Arctic ကိုဥတည်နေတယ် The earth near the geographic north pole must accurately act like a magnetic south pole အဲ့တော့ကျဲပထဝီနေထားရမြောက်အရက်ဒီဘာနဲ့သွားတူနေလဲဆိုတော့ magnetic south pole နဲ့ပုံစံအတိုင်းသူကသွားပြီးတော့ပြုမှုနေတယ်အဲ့တော့ကွာဟိုမြောက်ရက်လို့ပြောတယ်ဒါပေမဲ့ကျတို့ပြောတဲ့မြောက်ရက်ကတကယ် magnetic အရာတန်လိုက်စက်ကွင်းအရာက south pole ပေါ့ Why is it called the magnetic north pole
This is a matter of naming, not physics. Scientists define the magnetic North Pole as the place that the north end of a compass point to. နောက်ဆုံးကြတော့ scientific တွေကသတ်မှတ်လိုက်တဲ့ magnetic North Pole ဆိုတာဒီ compass ကနေပြီးတော့ညွှန်ပြနေတဲ့မြောက်ဘက်ကိုညွှန်ပြနေတဲ့နေရာကို magnetic North Pole လို့သတ်မှတ်လိုက်တယ် From the viewpoint of magnetic physics, however, that location behaves like a magnetic South Pole because it attracts the compass North Pole. အဲ့တော့ magnetic physics ရဲ့ point ကနေကြည့်မယ်ဆိုလို့ရှိရင် magnetic South Pole ဒီ compass ကနေပြီးတော့မြောက်ရက်ဆိုတာ magnetic အရာတောင်ရက်ဒီ compass ရဲ့ North Pole ကိုသွားဆွဲ attract လုပ်တဲ့ဟာပေါ့အဲ့အတွက်ကြောင့် Earth ရဲ့ geographic North Pole ဒီဘာနဲ့သွားတူနေလဲပထဝီအနေထားအရကမ္ဘာကြီးရဲ့ North Pole ဒီတန်လိုက်စက်ကွင်းအရာ South Pole Earth ရဲ့ကမ္ဘာကြီးရဲ့ပထဝီအနေထားအရတောင်ရက်ဒီတန်လိုက်စက်ကွင်းအရာ North Pole သူတို့က opposite ဒါပေမဲ့ scientific တွေကdefine လုပ်လိုက်တဲ့အခါမှာ magnetic North Pole က compass ကနေပြီးတော့ညွှန်ပြနေတဲ့ north end ကိုသတ်မှတ်လိုက်တယ်နော် magnetic North Pole နော်ဘယ်မှာရှိလဲဆိုရင် Arctic နားမှာရှိတယ် Near the Arctic Ocean lies the Earth's magnetic North Pole, the point towards which is a compass point. Arctic Ocean နားမှာ Earth ရဲ့ magnetic North Pole ရှိတယ်ဒီ point က compass ညွှန်ပြနေတာပေါ့ North end of a compass point to the magnetic North Pole. The magnetic North Pole is located in Canada, about 1,200 kilometers away from the geographic North Pole. Magnetic North Pole က Canada မှာရှိတယ်ပထဝီအနေထားအရမြောက်ရက်နဲ့ 1,200 kilometer away မှာရှိတယ်ဒီမှာနော် magnetic North Pole နဲ့ဒီဘက်က geographic North Pole က 1,200 kilometer away မှာရှိတယ် In this region, Earth behaves like a magnetic South Pole, which attracts the north end of a compass. ဒီ region မှာဆိုရင်ကမ္ဘာမြေကြီးကတန်လိုက်စက်ကွင်းအရာတောင်အရက်လိုပြုမှုတယ်အဲ့တောင်အရက်လိုပြုမှုတဲ့အတွက်ကြောင့်သူ့ရဲ့ opposite ဖြစ်တဲ့ compass ရဲ့မြောက်အရက်ကိုဆွဲတာပေါ့ Antarctica, the magnetic South Pole. Antarctica is at the bottom of the Earth. ကမ္ဘာကြီးရဲ့ bottom မှာ Antarctica ရှိတယ် North end of a compass က points to the magnetic South Pole. compass ကနေပြီးတော့မြောက်ဘက်ကိုညွှန်ပြနေတယ်ဆိုရင်attract လုပ်တာဒီတောင်ပေါ့မြောက်ကို attract လုပ်တာတောင်အဲ့ဒါကြောင့် magnetic South Pole ကိုပေါ့မြောက်ရက်ကိုညွှန်ပြနေတာအဲ့တော့ Antarctica မှာတကယ်ရှိတာ magnetic South Pole is located in Antarctica. In this region, Earth behaves like a magnetic North Pole, which attracts south end of a compass. အဲ့တော့မြောက်တန်လိုက်ဆက်ကွင်းက opposite ချင်းကိုပဲဆွဲတာဟုတ်ဒါဆိုရင်မြောက်ကိုညွှန်ပြနေတယ်ဆိုရင်တကယ်ဒီမှာတောင်ရှိနေလို့ပေါ့နော်အဲ့တော့ဒါဆိုတောင်ကိုညွှန်ပြနေ compass ကတောင်ကိုညွှန်ပြနေတယ်ဆိုလို့ရှိရင်သူ attract လုပ်မှာက opposite ဖြစ်တဲ့အတွက်ကြောင့်အဲ့နေရာမှာရှိနေတာဒီ magnetic North Pole ရှိနေမှာပေါ့နော်ဒီနေ့သင်ခန်းစာရဲ့ summary ကိုပြောရမယ်ဆိုရင် geographic pole တွေအကြောင်းနဲ့ magnetic pole တွေအကြောင်းပထဝီနေထားအရာ pole နဲ့တန်လိုက်စကွင်းအရာ pole အဲ့တော့ Arctic ကမြောက်ရက်မှာရှိတယ်ဒါပထဝီနေထားအရာသူဒီ geographic North Pole မြောက်ဘက်မှာရှိတယ်ပထဝီနေထားအရာ Earth axis ရဲ့ top မှာရှိတယ်ဒါပေမဲ့တကယ်သူ့ရဲ့ behavior ကြတော့တန်လိုက်စကွင်းအရာဒီ
သူဒီ magnetic south pole အနေနဲ့ behave ပြုမှုတယ်canvas ကကြတော့ point ညွှန်ပြတာက north အနေနဲ့ညွှန်ပြတယ်magnetic north pole ကဘယ်မှာရှိနေလဲဆိုရင်ကနေဒါမှာရှိနေတယ် Antarctic ကကြတော့တောင်ရက်မှာရှိတာပေါ့ပထဝီနေသားရတောင်ရက်ဖြစ်တဲ့အတွက်ကြောင့် Earth axis ရဲ့ border မှာရှိနေတယ်တောင်ဘက်ကိုတန်လိုက်စကွက်တန်လိုက်ကညွှန်ပြတယ်ဆိုရင်သူဒီဘယ်လို behave ပြုမှုမလဲဆိုတော့ opposite sentiment north pole အနေနဲ့ပြုမှုမယ် magnetic အရာ north pole အနေနဲ့ပြုမှုမယ်ဒါပေမဲ့သတ်မှတ်လိုက်တဲ့magnetic south pole ဆိုပြီးတော့ canvas ကညွှန်ပြနေတာက south pole ကိုညွှန်ပြနေတယ် magnetic south pole လို့ဆိုပြီးတော့ပဲသတ်မှတ်လိုက်တယ်နော်တကယ် behavior သူ့ရဲ့ behavior နဲ့သတ်မှတ်ထားတာနဲ့ကနည်းနည်း opposite ဖြစ်နေတာပေါ့နော်ဒီချက်အသစ်တင်တဲ့ဗီဒီယိုတွေကိုတင်ပြီးချင်းကြည့်နိုင်အောင် subscribe button လေးလည်းနှိပ်ထားပေးအောင်နော်မေးချင်တဲ့သိချင်တဲ့အကြောင်းတွေကို comment မှာမိထားပေးနော် like and share လေးလည်းလုပ်ပေးကြပါအောင်နော်ဒါတို့သမီးတို့ Thanks for watching see you next video